ကမ္ဘာအသေးဆုံးလွတ်လပ်တဲ့နိုင်ငံဖြစ်တဲ့ Vatican City ဟာ Roman Catholic ကျောင်းတော်ရဲ့စိတ်ဝိညာဉ်ဆိုင်ရာနဲ့အုပ်ချုပ်ရေးဆိုင်ရာနှလုံးအိမ်လည်းဖြစ်ပါတယ်။ရောမမြို့ကြီးကဝန်းရံထားတဲ့121ဧကပဲရှိတဲ့မြို့ပြနိုင်ငံလေးမှာ Holy See နဲ့ Vatican City ဆိုပြီးဆက်ပေမဲ့တီးခြားစီရှိတဲ့စုဖွဲ့မှုနှစ်မျိုးတည်ရှိပါတယ်။ Holy See ဆိုတာက Vatican City မှာရုံးချုပ်ရှိတဲ့ပုပ်ရဟန်းမင်းဦးဆောင်တဲ့ကက်သလစ်ကျောင်းတော်ရဲ့ဗဟိုအုပ်ချုပ်ရေးအဖွဲ့ကိုဆိုလိုတာဖြစ်ပါတယ်။တစ်ဖက်မှာတော့ Vatican City ဆိုတာကတော့ပုပ်ရဟန်းမင်းကပဲအုပ်ချုပ်သူဖြစ်တဲ့ရောမမြို့အတွင်းကတီးခြားလွတ်လပ်အချုပ်ချာအာဏာပိုင်တဲ့လူဦးရေ900မပြည့်တဲ့ကမ္ဘာအသေးဆုံးမြို့ပြနိုင်ငံလေးကိုဆိုလိုတာဖြစ်ပါတယ်။ Vatican ရဲ့ဗဟိုချက်မှာတော့ဗိသုကာပညာရှင်ကြီး Gian Lorenzo Bernini 19ရာစုကဒီဇိုင်းရေးဆွဲခဲ့တဲ့ခမ်းနားလာတဲ့စိန့်ပီတာရင်ပြင်ကြီးတည်ရှိပါတယ်။အေယာမတိုင်လုံးကြီးတွေနဲ့ဝင်ထားတဲ့ဒီနေရာဟာနှစ်စဉ်ဖျားဦးနဲ့ခီးသွားတန်းနဲ့ချီပြီးဆွဲဆောင်ထားနိုင်ပါတယ်။ဒီရင်ပြင်အလယ်မှာတော့ရှေးခေတ်အီဂျစ်မော်ကွန်းကြောက်တိုင်ကြီးနဲ့ရေပန်းကြီးနှစ်ခုရင်သက်ရှုမောဝယ်တည်ရှိပါတယ်။အဲဒီကမှစိန့်ပီတာဘက်ဆီလီကာလို့ခေါ်တဲ့စိန့်ပီတာဖျားကျောင်းကြီးစီကိုဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ Renaissance ခေတ် Baroque ဗိသုကာလက်ရမွန်ဖြစ်တဲ့ဒီဖျားကျောင်းကြီးဟာကမ္ဘာမှာအကြီးဆုံးခြားကျောင်းတွေကတစ်ခုဖြစ်ပါတယ်။ဒီကျောင်းကြီးရဲ့သင်္ကေတဖြစ်တဲ့အမိုးခုံးကြီးကိုမိုက်ကယ်အင်ဂျလိုကဒီဇိုင်းရေးဆွဲခဲ့တာဖြစ်ပါတယ်။ကျောင်းဝင်းတွင်းမှာတော့မိုက်ကယ်အင်ဂျလိုထုလုပ်ခဲ့တဲ့ဖီယေတာလို့ခေါ်တဲ့မေတော်ရဲ့ဂိူနာဗဘူးရုပ်ထုအီတလီအနုပညာရှင်ကြီးဘာနီနီဒီဇိုင်းဆွဲခဲ့တဲ့တလွန်မျက်နှာချက်လိုသမိုင်းဝင်အနုပညာလက်ရာတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့် Vatican City ဟာယုံကြည်မှုသမိုင်းနဲ့အနုပညာတွေပေါင်းစပ်ထားတဲ့နေရာဖြစ်အထူးထင်ရှားတာဖြစ်ပါတယ်